ညတန်းကောက်ရအချိန်တိုင်းဆိုင်းရှိကိုတစီတကောင်လိုဖြူဖြော်နေတဲ့မိမတယောက်ရောက်လာတတ်တယ်။သူမကအမြဲတမ်းတကြားခဲတွေလာဝဲလေးရှိတယ်။ဆိုင်းရှင်ကတခုခုတော့မားနေပြီလို့အလိုလိုသိနေပေမဲ့ကြောက်ကြောက်လန့်လန့်နဲ့ပဲတကြားခဲတွေကိုမြန်မြန်ချင်းပေးလိုက်ရတာပဲ။သူမကတော့ဘာစကားမှမပြောဘူး။တကြားခဲကိုယူပြီးတာနဲ့မောင်အတိကျနေတဲ့လမ်းမထဲမှာပျောက်ကွယ်သွားတော့တယ်။သူမဟာညတိုင်းအချိန်မှရောက်လာတတ်တယ်။ဆိုင်းရှင်ဟာဒီရွာမှာနေလာတာကြာပြီဖြစ်ပေမဲ့ဒီမိမကိုတခါမှမမြင်ဘူးခဲ့ဘူး။သူမဟာပေကလာတာလေ။ညာခင်မင်းကြီးဒီတကြားခဲတွေကိုဘာလို့ဖိုးဝဲတာလဲ။ဒီမိကုန်းတွေကဆိုင်းရှင်ရဲ့ခေါင်းထဲမှာအစီအီပေါ့။ဒါပေမဲ့သူမရဲ့သွေးမရှိသလိုဖြူဖြော်နေတဲ့မျက်နှာကိုမြင်လိုက်ရရင်တော့သူဘာမှမမေ့ရတော့ပြန်လို့မိုးရွာနေတဲ့ညတညမှာတော့ဆိုင်းရှင်ရဲ့ဝမ်းကွက်ကြီးကိုဖြစ်သူအလေရောက်နေတော့ရင်းနှီးနေတဲ့တကားခောက်ထန်ကမိုးထန်တွေကြားထဲမှာပေါ်လာပြန်တယ်။ဆိုင်းရှင်ကတော့หนีသားကြနေပြီးမို့တကြားခဲကိုထုံးစာအတိုင်းချိန်ပြီးနေချိန်မှာပြီးမှထိုင်နေတဲ့သူကြီးကိုကတော့ဒီကိုလုံးထုံရင်ပြီးမျက်နှာကြီးပြာနတ်နေတယ်။အဲ့ဒီမိမထွက်သွားတော့မှသူကအတန်တုံတုံနဲ့ပြောတယ်။ဒါငါတို့ရွာကမောင်မက်ရဲ့မိမလေးသူဆုံးသွားတာဒလားတောင်ရှိပြီးသူ့ကိုမီမြုပ်တာကြောင့်ငါကိုယ်တိုင်တွားခဲ့ထီတာလို့ပြောတယ်။နေရောက်တာကျောင်းစင်းနဲ့စူးစမ်းစိတ်ရောသွားကြတယ်။လူတေတယောက်ကညာတိုင်းဘာလို့တကြားခဲလာဝဲနေရတာလဲ။သူတို့နှစ်ယောက်တတိမွေးပြီးသူမနောက်ကိုခိုးပြီးလိုက်သွားကြတယ်။သူမသွားနေတဲ့လမ်းကသူ့တန်စီကိုတိတိကြီးတင်ကြားကထွက်လာလေလျောင်အောင်မှာသူမဟာကူပိမန်တခုနာရောက်သွားပြီးပျောက်ကွယ်သွားတော့တာပါပဲ။သူတို့နှစ်ယောက်လည်းသွေးပြက်တက်တက်ကြောင်းလန့်သွားပြီးတောင်ပေါက်ကဖုန်ချီချောင်းစီပြေးသွားကဆရာတော်ကိုအကျိုးချောင်းလျှောက်ထားကြတော့တယ်။ဆရာတော်ကမယုံကြည်နိုင်ဖြစ်နေပေမဲ့တကားနှစ်ယောက်ရဲ့တုံလုံးနေတဲ့ပုံစံကြောင်းသူ့တန်စီကိုလိုက်ခဲ့ပြီးတယ်။သူ့တန်တီရောက်တော့အဲ့ဒီမိမကိုမတွေ့ရတော့ဘူး။ဒါပေမဲ့ပြန်ခါနေမှာပဲကလေးကိုတန်တိတိလေးကိုကြားလိုက်ရတယ်။အတလာယာကိုလိုက်ကြည့်လိုက်တော့ကူပိမန်တခုရဲ့ပေးမှာအနီလေးနဲ့ထုတ်ထားတဲ့ကလေးတယောက်ပြီးမှတော့ပန်းကက်လုံးအလုပ်တစ်ခုနဲ့စာတစောင်ရှိနေတယ်။အဲ့ဒါဟာလွန်ခဲ့တဲ့တလားကလာဆွန့်တက်သွားတဲ့ကလေးလေးဖြစ်ကြောင်းစာမရေးထားတယ်။ဆိုင်ရှင်ကတော့ထူးဆန်းနေတော့ပဲဒီကလေးကတလားလုံးလုံးဘလို့အသက်ရှင်နေတာလေ။အဲ့ဒီအချိန်မှာပဲကလေးပြီးကပန်းကက်လုံးလေးကိုဆိုင်ရှင်မှမိထားတယ်။အဲ့ဒါဟာညာတိုင်းတကြားခင်းလာဝဲတဲ့မိမယူလာတဲ့ပန်းကက်လုံးလေးပါပဲ။ခုပြီးမန်ဘောကနာမည်ကိုကြည့်လိုက်တော့မောင်မရဲ့ဇနီးနာမည်ချင်းနေတယ်။အခုတော့အားလုံးရှင်သွားပါပြီ။သူမတည်သွားခဲ့ပြီးမြသူမရင်ဝင်းကြီးဟာဒီအပြစ်မဲ့တဲ့ကလေးလေးကိုမသိစီချင်းခဲ့ဘူး။ဒါကြောင့်ညာတိုင်းသူမကိုမသိတဲ့တခြားရွာကဆိုင်ကိုသွားပြီးတကြားခဲဝဲကတကြားရီလေးနဲ့ကလေးကိုအသက်ဆက်ပေးခဲ့တာပါ။ဒီနေ့ညမှာတော့တယောက်ယောက်ကဒီကလေးကိုတွေ့ပြီးစောင့်ရှောက်ပေးဖို့သူမကလမ်းပြခေါ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဆရာတော်လည်းတန်ဝေကရပြီးဒီကလေးကိုငါပဲစောင့်ရှောက်ပြောထောင်ပေးပါမယ်လို့ခုရှိမှကတိပေးလိုက်တယ်။အဲ့ဒီညကစားပြီးဖြူဖြော်တဲ့မိမဟာတကြားခဲဆိုင်ကိုဘယ်တော့မှထမလာတော့ပါဘူး။ဆိုင်ရှင်ရဲ့စိတ်ထဲမှာလည်းအရင်လိုကြောက်စိတ်တွေမရှိတော့ပဲနှွေးထွေးတဲ့ကရုဏာစိတ်နဲ့အတူသူမကိုအနေရန်တတိယနေမိတော့လေ